စိန်ဆိုတာအဝိုင်းပုံစံနဲ့ရှိရဲဆိုတဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေတဲ့ process ကတ်တွေကြောင့်တခါတလေမှာ think out of the box ဘောင်ခက်ထားတဲ့စီးကိုကြော်ပြီးတော့တွေးတာကိုကျွန်တော်တို့က creative ဖြစ်တယ်လို့ပြောကြတယ်ဗျဆိုတော့စိန်ဆိုတာဘလို့ပုံစံမျိုးရှိတယ်လဲလို့ကျွန်တော်မေးကြမယ်ဆိုလို့ရှိရင်ဟိုကလေးသေးသေးလေးဟာစစိန်ဆိုတာအဝိုင်းပုံစံတစ်ဖြက်ပြက်လက်နေတဲ့အရာကြီးလို့ပြောကြမှာပဲဗျဒါဆိုစိန်ဆိုတာအဝိုင်းအပြင်တခြားပုံစံမျိုးမရှိနိုင်ဘူးလားအဲ့လိုတွေးမဆိုတာ think out of the box ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီနောက်ပိုင်းမှာလည်းစိန်ဝယ်တဲ့သူအများစုကအဝိုင်းပုံစံနဲ့ပြင်တခြားသောသွေးကွက်လေးတွေပါပြောင်းလဲပြီးတော့ဝယ်လာကြတာမျိုးတွေ့ရတယ်ဗျဒါကြောင့်ကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာစိန်ဆိုတာအဝိုင်းပုံစံနဲ့ပဲရှိရဲဆိုတဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေတဲ့ square shape လေးတောင်စိန်တွေထဲမှာတကယ်ကို the most brilliant အပြည့်ဆုံးအတောက်ပါဆုံးဖြစ်တဲ့ process cut တွေအကြောင်းကျွန်တော်ဝယ်ယူတဲ့ခါမှာဘယ်လိုမျိုးဝယ်ယူရမလဲဘယ်လိုမျိုးတိထားစရာလေးရှိမယ်ဆိုတဲ့အကြောင်းကိုပြည့်စုံလေးပြောပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် process cut ဆိုတာစိန်ဆိုတာအဝိုင်းပုံစံမျိုးပဲရှိရဲဆိုတဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေတဲ့ modern cut တစ်ခုဖြစ်တယ်ဗျဆိုတော့1960ခုနှစ်လောက်ကပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကပုံစံသာပြောင်းသွားပေမဲ့စိန်တဝင်းရဲ့အလှကိုဆုံးဖြတ်ပေးတဲ့ brilliant fire scintillation လို့ခေါ်တဲ့အချက်တွေကိုလုံးဝမကျသွားစေတဲ့သွေးကွက်တစ်ခုလည်းဖြစ်ပါတယ်ဆိုတော့ brilliant cut ဖြစ်တာလည်းပါတာပေါ့ဗျဆိုတော့ကျွန်တော်တို့ကကိုယ်ကဝယ်တဲ့သူတယောက်အနေနဲ့အဝိုင်းပုံစံနဲ့စိန်နဲ့မွေ့ချင်တော့ဘူးလေးတောင်စိန်လေးကိုဝစ်ချင်တယ်ဒါပေမဲ့ကျွန်တော်အရှိဗီဒီယိုကပြောခဲ့သလိုမျိုး emerald cut လိုမျိုးရိုးရိုးရှင်းရှင်းပုံစံမျိုးကိုမဝစ်ချင်ဘူး brilliant ဖြစ်တဲ့ look ကိုလည်းပေါက်ချင်တယ်နောက် modernize ဖြစ်ချင်တယ်ဆိုလို့ရှိရင် princess cut ကကျွန်တော်ဒီ brown brilliant cut နဲ့ရှင်းမယ်ဆိုလို့ရှိရင်ဈေးနှုန်းပိုတက်တာပြီးတော့ရွေးချယ်လို့ကောင်းတဲ့ option တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဝယ်ယူတဲ့ခါမှာဘာတွေတတိထားမှုလိုမလဲဆိုလို့ရှိရင်ကျွန်တော်အရင်တော့ပြောခဲ့တဲ့ oval cut တို့နောက် marquise တို့ PR တို့ကိုကျွန်တော်ကဘယ်လိုခေါ်လဲဆိုရင် elongated shape လို့ခေါ်တယ်ဗျာဆိုတော့ဒီ princess cut ကျတော့ square shape လို့ခေါ်တယ်ဆိုတော့ square shape တွေကဝယ်ယူတဲ့ခါမှာဘာတတိထားဖို့လိုတယ်လဲဆိုရင်ကတ်ကအဓိကပါပဲဆိုတော့ table ကျဲတဲ့ table လို့ခေါ်တယ်မျက်နှာပြင်ကျဲတဲ့သွေးကွက်တွေမလို့ကျွန်တော်တို့ကဒီစင်ပွင့်ရဲ့ depth လို့ခေါ်တဲ့အမြင့်ဟာတအားကြီးမြင့်နေတာမျိုးဒါမှမဟုတ်တအားနှိမ့်နေတာမျိုးဆိုစိန်ရဲ့အလှကိုထိခိုက်စေတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့ color အနေနဲ့က brilliant cap တော့ကျွန်တော်တို့ okay တယ် J-shan လောက်သုံးလို့ရတယ်တက်သိမှုအနေနဲ့လည်း VS condition လောက် okay ဆိုတော့ကျွန်တော် design အနေနဲ့အထည့်ခဲ့မယ်ဆိုလို့ကျွန်တော် Celestia design ကတော့အလှပါဆုံးပဲဒါပေမဲ့ကျွန်တော်ဒီ bracelet kit တွေကသတိထားစရာတစ်ခုကသူ့၄ဘက်၄လံတောင်းတွေကခြုံတဲ့အတွက်ကြောင့်အဲ့ဒီဒေါင်ကျုံးတွေကကျုံးလေပါတယ်ဆိုတော့အဲ့ဒီဒေါင်ကျုံးတွေကို cover လုပ်ပေးမဲ့ design မျိုးခက်တာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ကျွန်တော်အခုပြတဲ့ design လေးဆိုလို့ရှိရင်ဒါသူက double bum လို့ခေါ်ပါတယ်ကွင်းရိုးနှစ်ခုခက်တဲ့ပုံစံမျိုးပေါ့ဗျာတကယ်လဲလှတယ်ပြီးတော့သူ့ရဲ့ကွင်းရိုးနှစ်ခုက bracelet kit ရဲ့ခြုံတဲ့နေရာတွေကို cover လုပ်ပေးတာမျိုးစိန်ရဲ့ durability ကိုလည်းကြာကြည့်ခံနိုင်တယ်ပေါ့ဗျာဆိုတော့အဲ့လို design မျိုးကိုရွေးချယ်ပြီးတော့ခက်တာတော့ပို့ပြီးတော့အဆင်ပြေပါတယ်Okay ဒီလောက်ဆိုရင်တော့ bracelet cut နဲ့ပတ်သက်ပြီးတော့လူချင်းတွေပြည့်စုံလေးသိသွားမယ်လို့ထင်ပါတယ်အကျိုးရှိမယ်လို့ကြည့်ပါတယ်အားလုံးပဲလှပါပြီးတော့တန်မိုးနဲ့ထိုက်တဲ့ရတနာဒီတိုင်းပိုင်ဆိုင်နေကြပါစေကျွန်တော်ကမြန်မာနိုင်ငံပထမဆုံးစိန်အသိပညာမျှဝေပေးတဲ့ Granite Moon မြန်မာမှာကိုရဲရင်ပါ For the